Cristiano Ronaldo ကို Mario Balotelli ကပြစ်ဒဏ်ကျူးလွန်တဲ့အခါအီတလီလူမျိုးကသူ့ကိုထပ်ရပြီးပေါ်ပေါ်တန်တန်မလုံနဲ့လို့ချစ်ချင်းပြောလိုက်တယ်။ Ronaldo မြေပြင်ပေါ်မှာပဲရှိနေချိန်မှာ Balotelli ကသူ့ကိုယောက်ျားလေးလိုကစားဖို့အော်ဟစ်နေခဲ့တယ်။ဒါပေမဲ့ Cristiano ကပြုံးပြီးတင်းငိမ့်စွာလက်ခုပ်တီးခဲ့တယ်။ဒါပေမဲ့ Ronaldo ကလွတ်ထားဖို့အစီအစဉ်မရှိဘူး။နောက်တစ်ချိန်တိုက်စစ်မှာ Balotelli ကသူ့ကိုထပ်ပြီးပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက်ထပ် free kick တစ်ခုပေးလိုက်ရတယ်။ခဏအကြာမှာ Ronaldo ကရှေ့ကိုမောင်းထွက်သွားပြီးနောက်ထပ်ပြင်းထန်တဲ့စင်ခေါ်မှုတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပြီးအားကောင်းတဲ့ကံကြက်တစ်ခုဖြစ်သွင်းခဲ့တယ်။ပြီးလို့နောက်ထပ်တိုက်မိပြန်တယ်။ Balotelli က Ronaldo ကိုလဲချအောင်ထပ်လူပြီးပိုကျဲကျဲအော်ဟစ်ပြီးမင်းသမီးလိုမပြုတ်မှုဖို့ပြောခဲ့တယ်။ Ronaldo ကလည်းအဲ့ဒီအတိုင်းအီးဆက်တဲ့အပြုံးနဲ့ပြန်ဖြေခဲ့တယ်။အဲ့ဒီတုံ့ပြန်မှုက Balotelli ကိုပိုဒေါသထွက်စေခဲ့တယ်။ဒိုင်လူကြီးကအခြေအနေကိုငြိမ်သက်အောင်မြင်လွတ်ခဲ့ပေမဲ့ Balotelli ကဒါကအမျိုးသားဘောလုံးပွဲပဲ Ronaldo ကိုခွဲခြားဆက်ဆံလို့မရဘူးလို့ပြန်ညှင်းပြီးပြန်ပြောခဲ့တယ်။ပြီးတော့ Ronaldo ကပြည့်စုံတဲ့တုံ့ပြန်မှုကိုပေးခဲ့တယ်။ Wayne Rooney ကလက်ပတဲ့ဖြတ်တင်ဘောကိုကန်သွင်းခဲ့တယ်။ Cristiano ကလေထဲကိုပောက်ကွဲပြီးဂိုးတွေကိုခေါင်းတိုက်သွင်းယူခဲ့တယ်။ Rooney ကချက်ချင်းပဲသူ့စီကိုပြေးသွားပြီးပရိသတ်ကယူသွတ်သွားတဲ့အချိန်မှာနှစ်ယောက်သားမျက်နှာချင်းဆိုင်အောင်ပွဲခံကြတယ်။ပွဲအပြီးမှာ Ronaldo က Zlatan Ibrahimovic နဲ့ယိုသေးလေးစားစွာဖတ်ထားခဲ့ပြီးBalotelli ကတော့စိတ်ပြက်လက်ပြက်နဲ့သူ့ကိုစိုက်ကြည့်ရင်ထွက်သွားခဲ့ပါတယ်။